โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ငွေအရင်းနှီးစိုက်စရာမလိုဘဲနဲ့ငွေအမှန်တကယ်ထုတ်လို့ရတဲ့ gain လေးနဲ့မိတ်ဆက်ပေးပါမယ်ဒီ gain လေးနာမည် high farming လို့ခေါ်ပါတယ်ဟုတ်ပြီ gain နဲ့ကို down လိုက်ပါတော့ gain နဲ့ရောက်သွားပြီဆိုရင်ဒီမှာကျွန်တော်တို့ကနာမည်ထည့်မယ်နာမည်ထည့်ပြီးသွားရင်ကိုကယောက်ျားလားမိန်းမလားဆိုတာရွေးပေးမယ်နောက်ပြီးကျရင်မွေးသက်ကလစ်လေးကိုထည့်မယ်ပြီးရင်ကုတ်ထည့်မယ်ကျွန်တော်ရဲ့ကုတ်ကိုထည့်မှာ brother တို့ငွေအပိုရရှိမှာဖြစ်ပါတယ်ဒီကုတ်ထည့်ထားရဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းငွေထုတ်ပေးဖို့ကူညီပေးပါမယ်ပေါ့နော်ဟုတ်ပြီဒါ gain နဲ့ရောက်သွားပြီ gain နဲ့ရောက်သွားပြီဆိုရင်လက်ဆောင်တွေပြပေးထားလိမ့်မယ်ယူမယ်လက်ဆောင်တွေယူမယ်ပေါ့နော်လက်ဆောင်တွေယူဟိုနှိပ်ဒီနှိပ်နဲ့သူကဟိုနှိပ်ပါဒီနှိပ်ပါဆိုပြီးပြောပြလိမ့်မယ်တင်ပေးလိမ့်မယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ကသူပြထားလေးကိုနှိပ်မယ်နောက်ပြီးရင်ကျွန်တော်ကဒီမှာ size အနီအောင်လေးရှိရပြအဲဒီ size အနီအောင်လေးကိုနှိပ်လိုက်ပါအဲဒီ size အနီအောင်လေးကိုနှိပ်လိုက်ပြီဆိုရင်ဒါမျိုးလေးမြင်ရပါလိမ့်မယ်အဲ့မှာကျွန်တော်က 0.1 ဒေါ်လာထုတ်လို့ရတယ်$10 0.3 $1 ဆိုပြီးထုတ်လို့ရတယ်အောက်မှာ coin 80ဆိုပြီးတော့ဒီ8000မဟုတ်ဘဲနဲ့80ဆိုပြီးတော့ချင်းလို့ရပါလိမ့်မယ်ကျွန်တော်ကဒါဒီဖုန်းကကျွန်တော်ငွေထုတ်ပြီးသွားပြီဖြစ်လို့ကျွန်တော်တို့က80ကိုနှိပ်လို့မရပါဘူးเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီမှာ site king လေးကိုရိတ်သိမ်းပေးမယ်နောက်ပြီးကျရင်ဒီမှာ site king လေးကို level လေးတင်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ပတ်စံ8 site အနေနဲ့ကိုကျွန်တော်တို့ကပတ်စံဝင်သွားမှာဖြစ်ပါတယ်ဒါလေး$10ပြည့်ပြီဆိုတာနဲ့ကျွန်တော်တို့ကထုတ်လို့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ဆော့ရတာဖြစ်ပါတယ်ကျွန်တော်ဆော့ရတာ$5ကျော်ရှိပါပြီဟုတ်ပြီဒီမှာ family တွေကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကကိုနဲ့စကားပြောနေရှိမယ်ကိုနဲ့စကားတခြားလူတွေနဲ့စကားပြောလို့ရတယ်ဟုတ်ပြီပေါ့နော်ဒါဆိုရင်ဒီ gain လေးအကြောင်းကိုနားလည်မယ်လို့ထင်ပါတယ်ဒါအကြောင်းမလို့ကျွန်တော်တို့ဒီဗီဒီယိုတွေကအတိုင်းအစင်းစင်းကိုကျွန်တော်ကုတ်လေးပြထားတဲ့အတိုင်းကုတ်ကိုရိုက်ထည့်ပေးပါအဲ့ဒါမှကျွန်တော်ကငွေထုတ်ပေးလို့ရမှာဖြစ်ပါတယ်ကုတ်မထည့်ထားရင်တော့ငွေထုတ်ပေးလို့မရပါဘူးခင်ဗျာကျေးဇူးပါခင်ဗျာ